ဘာသာစကားတစ်ခုတက်ဖို့ဆိုတာမရှက်တက်ဖို့ကအရင်အရေးကြီးရဆိုတာကျွန်တော်လက်ခံထားတယ်။ဒီနေ့ရုံးမှာလုပ်ရတဲ့အလုပ်ကလာဇာတာဖွင့်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အဲ့ဒီအတွက်လိုတဲ့ထိုင်းစာတွေကိုကျွန်တော်ညရဲရကြိုပြီးတော့လေ့လာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ညကလေ့လာခဲ့တဲ့ဟာတွေကိုရုံးကလူတွေကိုစမ်းပြီးတော့ပြောပြီးတော့ကျွန်တော်အတန်အတွက်မှန်ပြင်ခိုင်းတယ်ပေါ့နော်။那个开是เปิด Lazada เปิดปิด เปิด language ဆိုတာ communication အတွက်အဓိကလုပ်ထားတဲ့အရာဆိုတော့ကိုကပြောနေဖို့ပဲလိုတယ်อะไรก็ได้กระดาษสัก150啊哦我们要签信动信ใช่ไหมต้องแขน ต้องเขียนเขียนเส้น信是签名嘛แข ต้อง น เขียน动填写字是吧？写字填是填ต้องเขียนอะไร ใบสมัคร application form ကျွန်တော်ခံယူထားတာကတော့ကျွန်တော်ပြောလိုက်တာနဲ့90%အောင်မြင်သွားပြီလို့မြင်တယ်နောက်ထပ်10%ကနားထောင်နေလို့နားလည်အောင်ကြိုးစားလိမ့်မယ်နားလေတာမနားမလဲတာလည်းသူတို့ကိစ္စနားလေအောင်ကြိုးစားရမှာလည်းသူတို့ကိစ္စဒီဟာကတော့ညီတို့မြန်မာနိုင်ငံမှာရောဘီးတွေတရတွေကိုဒီလိုမျိုးပေါင်းဆက်လို့ရတာဆိုပြီးတော့မေးတဲ့အတွက်အပြန်အလှန်ငေါင်းစီမှာလည်းရှိတယ်ကွာဆိုပြီးတော့ညင်းလိုက်ရတာဘောပေါ့နော်你们的那个缅语是可以拼像泰语啊，像泰语它是有那个嘛，一样的有高改、高凯一样的啊，那个是字嘛啊然后它会有那个声调啊声调沙朗啊，你们缅甸也有啊？一样的啊有啊，有啊有啊缅甸是一样的有啊ကျွန်တော်ရဲ့ language learning concept ကတော့ဘယ်နေရာသွားပြောလို့ရတဲ့အချိန်တိုင်းကိုရအောင်ပြောမယ်ဆိုပြီးတော့တွေးထားတာပေါ့နော်ဒီဟာကတော့ကျွန်တော်တငယ်ချင်းကိုပါသွားပြီးတော့ဆရာလုပ်နေတာပေါ့နော် We can put right 东贤啊东行ต้องเซ็น 东เซน เซ็นไซ 哦在哦， ไซน์เนี่ย 都要塞好了。东行 special ability nothing just only small special